ရွှေငါကြီးရဲ့ကံကြမ္မာဟိုးရှေရှေတုန်းကတာဝတိမြို့အနီးမှာရှိတဲ့ရွာကြီးတစ်ရွာမှာတငါးတဲ့တွေစုပေါင်းပြီးငါးဖမ်းထုတ်ခဲ့ကြတယ်။အဲ့ဒီနေ့မှာတော့သူတို့ဟာတခါမှမမြင်ဘူးတဲ့ထူးထူးဆန်းဆန်းရွှေရောင်တဝင်းဝင်းနဲ့လှပလွန်းတဲ့ငါးကြီးတစ်ကောင်ကိုဖမ်းမိခဲ့ကြတာကော။ရွာသားတွေဟာဒီငါးကြီးကိုကြည့်ပြီးကြည်စားငါးကြီးကရွှေရောင်နဲ့ตึ๊လှတာပဲလို့ဝိုင်းချီးမွမ်းကြတယ်။တငါတဲ့ကြီးကတော့ဒီငါးကြီးကိုဘရင်မြင်းမျက်စီဆက်တဲ့ရင်စုလောက်တီအများကြီးရမယ်လို့တွေးပြီးကောသလမြင်းကြီးစီကိုယူဆောင်သွားခဲ့ကြတယ်။ဘရင်ကြီးနဲ့မူးမတ်တွေဟာရွှေငါးကြီးကိုမြင်တဲ့အခါတိတ်ကိုအံ့ဩသွားကြတယ်။ဒါပေမဲ့ရွှေငါးကြီးကပါဇက်ကိုဟားလိုက်တဲ့အခါမှာတော့အားလုံးပဲနှာခေါင်းကိုပိတ်လိုက်ကြရတယ်။ဘာဖြစ်လို့လဲဆိုတော့ရွှေငါးကြီးရဲ့ပါဇက်ထဲကနေပုတ်စော်နာနဲ့အနံ့ဆိုးတွေတနန်းတော်လုံးပြန့်နှံ့သွားလူပါတယ်။ခန္ဓာကိုယ်ကရွှေရောင်နဲ့လှပေမဲ့ပါဇက်ကဘာလို့ဒီလောက်နံနေရတာလဲဆိုတာကိုသိချင်တာနဲ့ဘရင်ကြီးဟာရွှေငါးကြီးကိုဇေတဝင့်ကျောင်းတော်ကမြတ်စွာဘုရားစီယူသွားပြီးမေးမြန်းခဲ့ကြတယ်။မြတ်စွာဘုရားရှင်ကရွှေငါးကြီးရဲ့အတိတ်အကြောင်းကိုအခုလိုရှင်းပြပေးခဲ့တယ်။ဒီရွှေငါးကြီးဟာအရင်ဘဝတုန်းကကပိလလို့ခေါ်တဲ့ယဟန်တစ်ပါးချစ်ခဲ့ဘူးတယ်။သူဟာစာပေကျမ်းဂန်ဒီကိုတိတ်တော်ပြီးတက်ကျွမ်းသူတစ်ယောက်ပေါ့။ရွှေရောင်ကြီးကချင်းသူဟာမြတ်စွာဘုရားရဲ့တရားတော်တွေကိုသင်ယူပြီးသူတစ်ပါးကိုပြန်လဲဟောပြောပြသခဲ့တဲ့ကောင်းမှုကြောင့်အခုဘဝမှာရွှေရောင်ကိုယ်တည်းနဲ့လှပနေရပါအနံ့ဆိုးထွက်ရခြင်းဒါပေမဲ့သူဟာပညာတက်လာတော့မာနတွေတက်လာတယ်တခြားယဟန်တွေကိုဆဲဆိုလာဆရာသမားတွေကိုရိုင်းရိုင်းဆဲဆဲပြန်ဖြိုးတာတွေလုပ်ခဲ့တယ်အဲ့ဒီလိုနှုတ်ကထွက်တဲ့အကုသိုလ်တွေကြောင့်အခုဘဝမှာပါဇက်ကပုတ်စော်နာနေရတာပဲဖြစ်ပါတယ်မြတ်စွာဘုရားကရွှေငါးကြီးကိုတင်ဟာကပိလယဟန်မဟုတ်လားလို့မေးတဲ့အခါရွှေငါးကြီးကဟုတ်ပါရဲ့ဘုရားလို့လူစကားနဲ့ပြန်ဖြေခဲ့တယ်ပြီးတော့သူဟာအတိတ်ကအမားတွေအတွက်နောင်တရပြီးဝါးနဲ့ပူဆွေးကလေဆုံးသွားရှာတယ်တည်ပြီးတဲ့နောက်မှာတော့ငရဲဖီကိုရောက်သွားခဲ့ရတယ်လို့ဆိုပါတယ်ဒီပုံမြင်လေးကပေးတဲ့သင်ခန်းစာတာမီမီတို့လည်းဒီပုံမြင်လေးကိုနားထောင်ပြီးမှတ်ထားရမှာကတစ်ကိုကပညာတတ်ရင်ပဲဖြစ်ဖြစ်ရုပ်ချောရင်ပဲဖြစ်ဖြစ်မာနမထားရဘူးညစ်လူကြီးမိဘနဲ့ဆရာသမားတွေကိုအမြဲရင်ကြေးကြေးပြောဆိုရမယ်သုံးအပြောအဆိုမရင်ကျေးရင်ကိုဘလောက်ပဲလှပနေပါစေသူတစ်ပါးကအထက်မကြီးတော့ဘူးဆိုတာပါပဲကဲအခုတော့လိမ္မာတဲ့ကလေးလေးအဖြစ်အိတ်ဆက်လိုက်တော့